ပကံခေတ်ကိုတက္ကရာ406ခုပင်းရမြို့တည်တဲ့တက္ကရာ684ခုနှစ်ထိတတ်မှတ်ခဲ့ပါတယ်။နောက်တစ်မျိုးအနေနဲ့ပကံခေတ်စတင်ခဲ့တဲ့ခုနှစ်ကိုကြာအိုးဆန်ပကံတီဆိုပြီးတော့မှတက္ကရာ210နဲ့တစ်ခုနှစ်မှာပကံကိုစတင်တည်ထောင်ခဲ့တယ်လို့လည်းဆိုကြပါတယ်ဗျာ။AD 17ရာ10ရာစုမှာအင်အားစတင်ကြီးလာပြီးတော့မှပကံကိုစတင်တည်ထောင်တဲ့သမုဒ္ဒရာမင်းကနေပကံပြတ်သုံးတဲ့စောမွန်တဲ့မင်းအထိမင်းဆက်ပေါင်း50ရှိခဲ့တယ်လို့ဆိုတယ်1989ခုနှစ်မှာတော့နေရတရားပတိခေါ်တဲ့မင်းခွေချေတရုတ်ပြည်မင်းလက်ထက်မှာမွင်ကိုတွေကြောင့်ပကံပြက်ပြီးတော့မှကြာစွာစွန်းနဲ့စောမွန်နဲ့တို့ကရှမ်းညီနောင်3ဦးရဲ့လက်အောက်ခံပကံမင်းတွေအဖြစ်အတိမတ်ပြုကြတယ်မနေ့ကပြောခဲ့တဲ့ဖိုင်ထဲမှာဘယင်ဖြစ်ပြီးတော့မှနာမည်ခံယုံမဲ့ဩဇာအာဏာမရှိတဲ့နောက်ဆုံးမင်းဆက်တွေလို့ပြောရမှာဖြစ်ပါတယ်အမေရိကန်ဩဇာတိတ်ကမရှိတဲ့သူကတော့ရှမ်းညီနောင်3ဦးဖြစ်ပြီးတော့မှအသင်္ခရာရဲ့ရာဇတကြံရဲ့တည်ရသူတို့ဖြစ်တယ်ပကံမင်းဆက်50ရှိပြီပဲပကံကိုစတင်တည်ထောင်ခဲ့တဲ့ပြင်ပြားမင်းနဲ့အတူတမိုင်းမှတ်တမ်းအခိုင်အမာရှိတဲ့မင်းဆက်တွေကတော့19ခုပဲတွေ့ရပါတယ်တစ်ကကွဲစော်ကြောင်ပြူနန်းတဲ့နှစ်က AD 964ခုနှစ်ကကျင်ဆိုးအခုကျင်ဆိုးတော့မဟုတ်ပါဘူးနန်းတဲ့နှစ် AD က986ခု3ကစုတ်ကလေးနန်းတဲ့နှစ်က992ခု400ကြာကံမှာအနော်ရထာမင်း AD 1044ရာနေ1090ခု33နှစ်တိုင်ခဲ့ပါတယ်ငါကကြတော့ဆောလူမင်း AD 1090ခုကနေ1084ခုနှစ်ခုနှစ်ပဲကြာတယ်6ကကျန်စစ်သား AD 1084ရာနေ1013ခုနှစ်ဒီ29နှစ်ကြာခဲ့ပါတယ်ကျန်စစ်သားပြီးတော့ခွန်ကအလောင်းစီသူ AD 1090နှစ်ကနေ1069နှစ်ထိ85နှစ်ရှိတယ်ဒီမှာခုနှစ်တက်ကလေးကလေးတွေနည်းနည်းပြောကြလေးတွေကြံပါတယ်ဗျဒီနေရာမှာတော့မပြောတော့ပါဘူးနောက်တစ်ခုကတော့နရတူပါနော်ဓမယန်ကြီးကိုတီးခဲ့တဲ့နရတူပါတချို့ကခုနပြောတဲ့နေရတရားပတိနဲ့မှားရတယ်နရတူနရသိန်ခနေရပတိစီတူဆိုတာတွေကအဲ့ဒါပကံမင်းဆက်တွေပါနော်နေရတရားပတိကတော့နော်သူကနာမည်ချင်းတူတာပဲရှိတာပါသူတို့မဟုတ်နရတူက